Hello Christmas ကာလမှာမြကျနာဈေးကြီးဈေးတစ်ဈေးနစ်မှာပေါ့နော်ကျွန်တော်တို့ဈေးဝယ်ထွက်ရင်းနဲ့ဒီမှာလူစီကားနေမှုကိုဒီကျွန်တော်ရိုက်ပြခြင်းဖြစ်ပါတယ်ဒါအခုဈေးနှစ်ဘက်နော်ဈေးနှစ်ဘက်ကိုတွားနေတာဖြစ်ပါတယ်အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးပါအားလုံးပဲbye bye Merry Christmas and Happy New Year ပါ